don't have any time for any gossip now. Eh? Oh my God! Wow! Yes. Look at him. Warte, ich mach das wie du. Sag mal. Perfekt. Ja, nimm mich gut. 说你笨，你不承认。谁说我笨的？我多聪明啊！ Oh my God! Wow! 哥，靠他！要有个50的和70的，你点哪一个？我当然捡70的啦。有70的吗？哥，这样哪有简单的？行，这样有个50的和100的，你点哪一个？我捡100的，傻子才捡那50的呢。最笨你也不承认，两个一起点不行吗？你再来，我刚才没准备好。沙漠里有2杯水，一杯尿，一杯毒药，你喝哪一个？我喝尿。咦，你为啥不选2杯水呢？Yeah, boy. Nice. Coffee တစ်ခွက်တော့ရမှာ coffee ရလား coffee ရောင်းလား用，他弄嘛杀得了，ခုရက်ကွက်用သွား了。ငါစိတ်ညစ်တည်တာတော့ကောင်းကောင်းမတည်อ่ะ โตขึ้นอยากเป็นอะไรคะ สโนไวท์ค่ะ เพราะอะไรคะ ตื่นมาก็มีผัวเลยค่ะ ตื่นมาก็มีผัวเลยค่ะ ตาลุ Sorry. Mày thương Trân Minh, tôi chắc chắn phải, chứ tôi không gì lắm. Vô cái ông tung lên còn à, khoan lại tung á. Cô chia mày đủ tuyên này bị bó Ý lê Oh my God! Wow! Cô ya Lưu nhô ý bà hoa cô Cho lụt tò mẹ phó Kẻ tiêu Bê ba mông xuống mày kìa Hello. Hola, Carlos. Hello. Damn!
နင့်ဖေအိတ်နေတယ်သွားမနှိုးနဲ့ နိုင် ထားခဲ့ ဟာထားခဲ့မလားမဟုတ်ဖေဖေနိုင်ကြောင်းမင်းမလို့ထောက် နိုင်ကြောင်းမင်းမလို့ ဟုတ်တယ် နင်တို့ရုံးကအဲ့ဒီနိုင်ကြောင်းအင်တာဗျူးရမယ်လို့ပြောလိုက်လို့လားနော်ပြောလိုက်ဓမ္မစီဒီဇင်လို့ဆွတ်စလန်မိတ်တရုတ်ပြည်ကလောက်ထားလို့ပြောလိုက်နောက်ပြီးတော့လေဓမ္မဟိုဂျပန်ခေတ်တုန်းကဒို့အဖို့လေအေယာဝီမြေထဲကကောက်ရတာလို့ပြောလိုက်ပြီးတော့ဒိတ်ထောင်လေးပါလေးဝင်မလားဆိုပြီးတော့အလံပေးထားတာ အဲ့ဒါဆိုလေဖေဖေရဲ့ဖေဖေခေါင်းမှာထားပါလားဘာဖြစ်လို့သမီးခေါင်းမှာလာထားတယ် နင့်ဟာကြီးကနားကြီးတယ်ဟာနေရလဲ ဖေဖေကတော့လုံးလိုက်အဲ့လိုကြီးပဲကဲတိတ်တယ်ဝင်မလား6နိုင်ကျော်နေပြီထားတော့ဖေဖေ 6နိုင်ကျော်သွားပြီလား ကျော်သွားပြီ ဟာအဲ့ဒါဆိုတော့အဒိတ်တံပြက်ပြီပေါ့ထလဲဘာမှမထူးပါဘူး ကဲကလေးတွေဆောင်းမယ်လူကြီးတွေကဆောင်းမယ်မကြီးမငယ်တွေကမညော့ထားကဲတက်ပြီးတော့ပြန်ဆင်းတဲ့လေဒီပြန်မဆင်းတာကုန်သေးနှုတ်အလိမ္မာတုံးလေးတွေစောတဲ့လေဒီငငယ်တုံးကလိမ္မာတယ်ကြီးမှပြောမကောင်းဆိုမကောင်းတဖြည်းဖြည်းချင်းအလိမ္မာတွေတုံးတော့သူတို့ကအလိမ္မာတုံးခေါ်တယ်အဲ့ဒီအလိမ္မာတုံးလေးတွေကြုံကြိုက်တုံးလေးပေါ့1000 2000 3000ကြုံလုံးကြိုက်ကြကြုံလုံးကြိုက်ရင်ကြိုက်နော်မကြိုက်ရင်ဟမ်အမျိုးရင်းလူမျိုးကြီးဖြစ်တဲ့လို့ Do you speak English? Huh? English, you speak it? Non capisco. Ethel, use your Italian. Oh. Buonasera. Ah, buonasera. Lei parla italiano? Benissimo, signora. Benvenuta nella mia povera cascina. Posso fare qualche cosa per voi? Voi siete americani, vero? A noi fa piacere di avere degli americani fra di noi. What'd he say? What'd he say? I don't even know what I said. ဟိုဒါနဲ့ခင်ဗျားကျွန်တော်မသိလို့မရမှာခင်ဗျားအရင်ပဲတောက်အရင်အေးဗောအရင်ရက်ဆိုတာဟိုဒီလိုရဲတဲ့ဥစ္စာ Yeah, boy. အရိုးလိုက်လားဟိုပလင်းနဲ့ထဲဒီလိုတွတ်ပြီးတော့ဒီလိုရဲဟာပြားကြီးလားဟောအေးဒါကိုမသိတာဟမ်ခါမြင်ဘူးခါမြင်ဘူးခါမမြင်ဘူးလားဟိုဒါဆိုခင်ဗျားခဲဒီပါရီခေါင်းငါးရွာရောဒါအေးပါဟဲ့အမျိုးခါလို့ဘူးခါလို့ဘူးဟဲ့ဟောဖဲဆိုတာဖဲပြင်တဲ့ဥစ္စာကိုရိတ်တာဖဲပြင်တော့ဟုတ်တယ်ဘာသာမပြန်ညဘူးနော်ဖဲသားလေးတို့အဲ့လိုပြင်ပြီးတော့ကလေးကလေးတွေစညက်ကလေးလို့ဖဲဆိုတာကိုခင်ဗျာမသိတာခါမြင်ဘူးခါမြင်ဘူးရန်ဒီပါလေးဖြစ်ပြီးဒေါသတွေပါလေးဖြစ်လို့ရန်ဒီပါဖြစ်ဘူးလားကျွန်တော်ဘူးမဒေါသမထွက်တော့ကျွန်တော်ဖျားသမားတရားသမားဘာသာရေးမှာပါဗျာ ကြီးကျယ်ကျယ်မလဲပွဲကစားကနတ်စကားတွေထွက်နေအဲ့ဒါ ကျွန်တော်အဲ့လိုမျိုးသူများကိုစိတ်ဆိုးဖို့နေတာတခါမှတော့မှသူများအဲ့လိုမျိုးရဲတော့မကြည့်ဘူးအကဘာကြကတာအဘာ အိမ်မက်ထဲမှာအပူးမက်လို့အကုန်အောလိုက်တာထွက်တာနဲ့တခြားစီနတ်တွေကိုပြောကြတာမဆောက်ရှောက်ခြင်းလဲနေအိမ်မက်ထဲထိတော့အခွက်မပြောင်းနဲ့ပေါ့ တကယ်လို့စောက်တော်သူမတို့အသေးဆွဲအောင်ဇက်ဘူးဟာအေယာမမိုင်နဲ့
အင်တာနာတာဝါတိုင်းကြီးတကိုရဲ့ထိတ်ဆုံးမှနိုးလာခဲ့မယ်ဆိုရင်ဘာဖြစ်မလဲဖေဖေပြောပြမယ်နားခေါင်ဖေဖေပြောပြမယ်နားခေါင် What တန်ရဲ့အမြင့်ဆုံးထိပ်ဖျားကနေဆက်မင်းသားလေးအောင်စဘူးကတစ်ချက်ချင်းခောက်လိုက်မယ်ဆိုရင်အဲ့ဒီတုံခါမှုဟာတိုင်အောင်ချေကို10စက္ကန့်အတွင်းရောက်သွားပါလိမ့်မယ်နားလည်လားချစ်သားဒါပေမဲ့အဲ့ဒီစောက်အတန်ဟာအရန်ကိုတိုးလွန်းတာကြောင့်ဘယ်နွားမှကြားမှာမဟုတ်ပါဘူးရှင်တန်နိုင်မဲ့တခုတည်းသောနီလန်းကတော့အောက်ကိုခုန်ဆင်းမှုပါပဲ What? Bro, what are you talking about, man? ဒီလောက်မြင့်မားတဲ့အမြင့်မှာလေခီအားဟာအလွန်အမင်းနဲပါတာကြောင့်အသက်ရှူလို့ရမယ့်အပိုင်းကိုရောက်ဖို့မိနစ်ပိုင်းပဲအချိန်ရပါလိမ့်မယ်မဟုတ်ရင်တော့ဆက်မင်းသားလေးအောင်စဘူးဟာတတိလစ်ပြီးတေဆုံးသွားနိုင်ပါတယ်နားနေစရာစင်ကြံတစ်ခုနဲ့တစ်ခုဟာမိုင်ပေါင်းများစွာမင်းနဲ့သူအဖြစ်လို့ဝေးကွာနေတာကြောင့်အောက်ခြေကိုရောက်ဖို့ငရဲကြသလိုခံစားရမယ်ရက်ပေါင်း20ကြာမြင့်ပါနိုင်မယ်တန်ကြီးတက်နေတဲ့တန်စကားဖျားပေါ်မှာအိတ်ဆက်အနားယူရမှာဖြစ်ပြီးလေပြင်းတစ်ချက်အတိုက်ခိုင်ဟရုံနဲ့အတင်းစောက်တော်သူမအသေးဆွဲအောင်စဘူးဟာလွင့်စဉ်ပြုတ်ကျသွားနိုင်ပါတယ် အမတို့အုပ်စုတွေကအကယ်ဒမီရထားတဲ့တယောက်က Oh my god wow အကယ်ဒမီရတယ်ဆိုတာအေကိုက်တာကိုပြောတာညီမရဲ့ ခိုးစားတဲ့ပစ္စည်းလို့လားကောင်းလားဗျာကောင်းလေလားကောင်းလားအဲ့ကောင်းလို့ဆိုတော့မင်းလူတိုင်းဆော့ဆော့မပြောနဲ့နော်ကိုယ့်ကိုကောင်းရင်ကိုယ့်ကိုငြိမ်းနေ Damn အေးငြိမ်းနေပေါ်လာပါဘောငြိမ်းနေတော့ကိုဒါလေးကောင်းနေစီငြိမ်းလာနေသေးတာငြိမ်းနေ ဘုရားပေါ်တက်ပြီးတော့ဖျောင်းတိုင်9တိုင်သူပဲမီးပူဇော်ခဲ့တာ မီးမုတ်ပြီးခိုးလာတာ နဲ့ဗမာလူလုံး ခိုးတာလူချင်းစိတ်နဲ့ခိုးတာမဟုတ်ပါဘူးဖျောင်းတိုင်9တိုင်ကိုအေးကြိုးပလိုက်ပြီးတော့အေးကြိုးပြီးတော့ဘာလို့ဖျောင်းတိုင်ကြီးလို့ပြီးတော့မှပြန်ပြီးတော့ပြန်ပူဇော်တာ သွားရောင်းစားတာ What ဗမာလူလုံး ရောင်းရတဲ့ပစံကြတော့မှ အလူကံဘုံနဲ့ကိုထည့်တာ မိုးရင်းကားဝယ်စားတာ ဟေးဟေးမိုးရင်းကားစားပြီးတော့မှဘုရားပေါ်တဲပြီး3ဘတ်အာယုံပြုတာ ခဏတည်းလိုက်ခိုးတာတတိထားအလကားပြောတာပါဘုရားပေါ်မှာ3ဘတ်အာယုံပြုတာအာယုံပြုပြီးအရှိပဲပစ္စယံနေပြီးဆင်းလာခေါင်းသားနေဆင်းအလေပစ္စယံလည်းရောက်တော့ရေဥစဉ်လေးဗျာရိုင်းနေတာပြုတ်ရင်မဲ့လူမရှိဘူး Nice. စိတ်မကောင်းတာနဲ့ပဲပြုတ်ရင်ရတယ်ပေါ့တွန်းနဲ့ပြစ်ခဲ့တာအသက်ပြန်ဆုံးမှာပေါ့ဟုတ်တယ်လေနောက်လူလာလဲပြင်မဲ့လူမှမရှိပဲနဲ့တွန်းလိုက်တာအေးရောပြင်ခဲ့ရတယ်ရေတံဘူးတွေဒီလောက်ပေါ်နေတာကျွန်တော်ရီရစကားမပြောတတ်ပါဘူးဆရာကြီးကျွန်တော်အိမ်အောင်ကြားခဲ့ပါတယ်အမျိုးသမီးကိုယ်တိုင်ပဲကျွန်တော်ကိုချီးဆိုပြီးလက်ထပ်ယူခဲ့ပါတယ်ဆရာကြီး What အိမ်အောင်ဘယ်နှစ်ယောက်ရမိမ2ယောက်ရပါ What တယောက်ကပြုံးနေမျိုးကဒုဝင်ကြီးကမိုင်းကို 2ယောက်စလုံးကို2ယောက်ဆုံးကကိုကြီးဆရာကြီးရဲစကားပြောရတာ ဟုတ်ပါတယ် Oh my god wow တယောက်ကရန်ကုန်ကနေကျွန်တော်ပြန်လာတော့ကျွန်တော်ရဲကစကားပြောပြီးကျွန်တော်တိမ့်ပိုက်သူ့ငုံကတင်ထားပါတယ်ဆရာနောက်မရဲငယ်ရကြတော့ကျွန်တော်ရဲကပြောပြီးတော့ခိုးပြီးခိုင်းလို့ကျွန်တော်မြင်းကြံမျိုးဘုံဘုံဥစားတို့ရက်ွက်ကိုဇီးပင်ကောင်ခိုးပြီးခဲ့ပါတယ်ဆရာအဲ့ဒါကြောင့်ဘုံဘုံဥစားနဲ့တကွာဥယျာဉ်ကကျမချမ်းသာပါသေးဆရာကိုမို့ရှင်ကျမအရှင်အမြဲတမ်းစားနေတယ်ကွန်းရဆိုင်မှအမျိုးသမီးရဲ့တငယ်ချင်းဖြစ်ပါတယ်တဲ့ရင်းနှီးတယ်အာကိုမော့ရဲ့တဲ့ကိုမော့ကိုကျမပြိတ်သဘောကျတယ်တည်ရလေဒီအတန်ကြတနာပါစီမျက်နှာမြင်ရှိခင်မှာဆိုစုနေပြည့်တယ်လေကွာပုံမှန်လင်းမဲ့ပြောပြသေးတယ်ကိုမော့မျက်နှာကိုကျမအမြဲတမ်းကြည့်နေချင်ပါ Nice. ကြည့်ပါဒါဘာစားနေမှာကြည့်ဒါပေမဲ့ကျမမျက်လုံးနှလုံးကမမြင်ရပါဘူးရှင်မျက်လုံးနှလုံးမမြင်ရဘဲဒီမျက်နှာကြီးကိုကြည့်လို့ရမှာကိစ္စမရှိပါဘူးဗျာမျက်လုံးနှလုံးမပါလဲအဓိကပါဗျာ Oh my god wow နောက်တယ်ပါကိုမော့ရဲ့တဲ့မตาကြီးတဲ့စိတ်ဆိုးသွားလား
စိတ်မဆိုးပါဘူး ဘယူနာတော့တော့ စိတ်မဆိုးပါဘူး ကိုမောရဲ့တဲ့ ညာ ကျမဟာကိုမောကိုအမှုပညာကိုသဘောကျတာနဲ့ သဘောပေါက်တယ်လေ လူပုဂ္ဂိုလ်ကိုလည်းချစ်ခင်ပါလေတဲ့ ဒီလိုပါပဲ ကိုမနဲ့လက်တွဲခြင်းနဲ့လေတဲ့ တွဲပါရ ဒါပေမဲ့ကျမမှာလက်ကလေးမရှိဘူးတဲ့ ဒီလက်တွေမရှိဘဲနဲ့လက်တွဲလို့ရမလားကိစ္စမရှိပါဘူးဗျာလက်နှစ်ဖက်လည်းမပါလေအဓိကပါဗျာအဓိက စိတ်ဆိုးသလားတဲ့သိချင်းဆိုးနောက်တန်တော့တဲ့ဟဲကိုမောရဲ့တဲ့ကိုမောနဲ့သာဝရလက်တွဲပြီးမသွားပြီမဲ့ဘဝခရီးကိုတော့ရှောက်လှမ်းကျင်ပါလေတဲ့ ရတယ် ဒါပေမဲ့ခြေထောက်နှစ်ဖက်ကဖြတ်ထားရတယ်တဲ့ ကိုမိုရီ ညာ မျက်စိနှလုံးကလည်းမပါဘူးလက်နှစ်ဘက်ကလည်းမပါခြေထောက်ကလည်းမပါခမကျွန်တော်မိမပြစ်တိုင်းတောင်နဲ့ပေးစားနေရလားဟင်